Green Wall Hotel ပြိုကျမှုမှာအသက်မဆုံးရှုံးသင့်မဲ့တေဆုံးခဲ့ရတဲ့ခင်မွန်းဖြစ်သူနဲ့သမီးလေးတွေကြောင့်မျက်ရည်မစင်နိုင်အောင်ဖြစ်နေရတဲ့အမတ်နှင်းရွှေမလ28ရက်နေ့ကဖြစ်ပေါ်ခဲ့တဲ့အင်အားပြင်းကလေးကြီးကြောင့်မြန်မာနိုင်ငံရဲ့နေရာတော်တော်များများမှာထိခိုက်ပျက်စီးမှုတွေရှိခဲ့ရတာဖြစ်ပါတယ်။နေအိမ်တိုက်တာအဆောက်အအုံတွေပြိုကျတာကြောင့်လူအသေးပြောက်များစွာလည်းရှိခဲ့တာပါ။အထူးသဖြင့်မန္တလေး၊စကိုင်း၊ပျော်ပွဲ၊ရမဲသိန်း၊အင်းလေး၊ကြောက်စဲစတဲ့ဒေသတွေမှာပျက်စီးဆုံးရှုံးမှုတွေပိုပြီးများခဲ့ပါတယ်။လူနေထူထပ်တဲ့မြို့ကြီးဖြစ်တဲ့မန္တလေးနဲ့စကိုင်းမှာတော့အထိခိုက်လည်းပိုများသလိုလူအသက်ဆုံးရှုံးမှုတွေလည်းအများများနေခဲ့တာပါမန္တလေးမြို့မှာဆိုရင်အထက်မြင့်အဆောက်အုံကြီးများပြားတာကြောင့်ပြိုကျပျက်စီးတဲ့အချိန်မှာလူအသေးပြောက်တွေလည်းများစွာရှိခဲ့ပါတယ်ဒီထဲမှာ Sky Villa ကွန်ဒိုနဲ့ Green Wall Hotel ကတော့မန္တလေးမြို့ရဲ့အကြီးမားဆုံးထိခိုက်ပျက်စီးမှုကြီးဖြစ်ခဲ့တာပါSky Villa ကွန်ဒိုကတော့ပြည့်ပြည့်ချင်းနေကြတဲ့ကပြည်ရင်းကယ်ဆယ်ရေးတွေတွားရောက်ကယ်ဆယ်ခဲ့သလိုနိုင်ငံတကာကယ်ဆယ်ရေးတွေကလည်းအလေးထားပြီးတော့ကယ်ဆယ်ပေးခဲ့တာပါ။ဒါကြောင့်လူတချို့လည်းအသက်ရှင်ဝင်ရခဲ့ပေမဲ့ Green Wall Hotel ကတော့အကြောင်းကြောင့်ချက်ချင်းရှာဖွေကယ်ဆယ်ခွင့်မရခဲ့ပါဘူး။တချို့ကတော့ပိုင်ရှင်ကခွင့်မပြုလို့ကယ်ဆယ်ခွင့်မရတာဆိုပြီးတော့အပြောများနေခဲ့တာပါ။ဒါကြောင့်မလို့ Green Wall Hotel ကငလင်လှုပ်ပြီးရက်သက်ပတ်တော်ကြာမှကယ်ဆယ်ရေးစပြီးတော့လုပ်ခွင့်ရရှိခဲ့ပါတယ်။ရှက်ပေါင်း10ရက်ကျော်ကြာမှာကယ်ဆယ်ခွင့်ရခဲ့တာကြောင့် Green Wall Hotel တွင်ရှိလူတွေတော်တော်များများအသက်ဆုံးရှုံးခဲ့ရပါတယ်။ဒီထဲမှာမန္တလေးရွှေတို့မိသားစုကြောင့်ကလည်းအွန်လိုင်းပေါ်မှာလူပြောများနေကြတာပါ။မန္တလေးရွှေရဲ့ခင်ပွန်းသမီး2ယောက်နဲ့အင်ကူအမျိုးသမီးတို့က Green Wall Hotel ပြိုကျမှုတွင်မှာပါဝင်နေကြတာပါ။ဒါကြောင့်မလို့မန္တလေးရွှေကငလင်စားဖြစ်ပြီးကလေးကနေ့စဉ်ရက်ဆက်မပြတ် Green Wall Hotel ရှိမှာအကူအညီတွေတောင်းခံပြီးတော့ခင်ပွန်းနဲ့ကလေးတွေကိုကယ်ဆယ်နိုင်မှုစ조사ခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုးစာနဲ့ပဲကယ်ဆယ်ခွင့်ချက်ချင်းမရတာကြောင့်မန္တလေးရွှေရဲ့ခင်ပွန်းသမီး2ယောက်နဲ့အင်ကူအမျိုးသမီးတို့ကအသက်ဆုံးပါသွားခဲ့ရတာပါမန္တလေးရွှေရဲ့ခင်ပွန်းအားဆိုရင်သမီးလေး2ယောက်ကိုဖက်လျက်သားကောက်ွယ်ပေးထားခဲ့တာမို့လို့ဓာတ်ပေါ်ရီရှာတွေ့ချိန်မှာတော့ဖက်လျက်သားတိုင်ရှာတွေ့ခဲ့တာဖြစ်ပါတယ်မန္တလေးရွှေကစားဖြစ်တဲ့နေ့ကလေးကခင်မုန်းနဲ့သမီးတွေကိုကယ်ဆယ်ခြင်းခဲ့ပေမဲ့ဟိုတယ်ပိုင်ရှင်ကခွင့်မပြုတာကြောင့် Green Wall Hotel မှာကယ်ဆယ်ရေးချက်ချင်းမလုပ်နိုင်ခဲ့ပါဘူး။တကယ်လို့သာချက်ချင်းကယ်ဆယ်နိုင်ခဲ့မယ်ဆိုရင်မန္တလေးရွှေရဲ့မိသားစုဝင်တွေကိုအသက်ရှင်လျက်တွေ့ရနိုင်ခြေရှိနေတာပါ။ဒါကြောင့်မန္တလေးရွှေအနေနဲ့ခင်မုန်းဖြစ်သူနဲ့သမီးတို့ကမသေးသင့်ပဲသေဆုံးခဲ့ရတယ်ဆိုပြီးဖြေမစင်နိုင်တဲ့ဖြစ်နေရပါတယ်။မန္တလေးရွှေရဲ့အဖြစ်အပျက်ကိုမြင်တွေ့ရသူတွေအဖို့စိတ်မကောင်းတွေများစွာဖြစ်ရပြီး Green Wall Hotel ပိုင်ရှင်ကသာစိတ်တူနေကြတာပါလူသက်တွေဆိုတာတမိုးဖြတ်များလောက်အောင်အဖိုးတက်မာလျက်နဲ့ဘာကြောင့်ကယ်ဆယ်ခွင့်မပေးခဲ့လဲဆိုတာကိုသိချင်နေခဲ့ကြပါတယ်တချို့ကလည်း Green Wall Hotel ကတရားဥပဒေနဲ့ညှိစွန်းတာတွေလှုပ်ဆောင်နေလို့ရှာဖွေခွင့်မပေးတာဆိုပြီးတော့ပြောနေခဲ့ကြတာပါဒီသတင်းကအမှန်ဟုတ်မဟုတ်တော့မသိရပေမဲ့ဟိုတယ်တွင်းမှာရှိနေတဲ့လူအများစုကတော့ဟိုတယ်ပိုင်ရှင်ရဲ့မဆာနာမှုကြောင့်အသက်ဆုံးရှုံးခဲ့ရသလိုဓာတ်ပေါ်ရီကိုတော့အကောင့်တိုင်းပြန်ရဖို့မလွယ်ကူတဲ့အခြေအနေတစ်ခုကိုဖြစ်သွားခဲ့ရပါတယ်။ငလင်လောက်ပြီးရတော့ကြားမှာရှာဖွေကယ်ဆယ်ခွင့်ရတာကြောင့်သေဆုံးသူတွေရဲ့ကျွမ်းကျန်တဲ့ခန္ဓာကိုယ်တွေကလည်းပုတ်ပွားပြီးတော့ပျက်စီးရတွေလည်းရှိနေကြတာပါ။အခုအွန်လိုင်းပေါ်မှာလူပြောများနေတဲ့မန္တလေးရွှေဆိုရင်နေတိုင်းမပြတ်အကူအညီတောင်းနေတာကြောင့်လူအများကသူ့ရဲ့မိသားစုဝင်တွေနဲ့အမြန်ဆုံးပြန်လည်ပြီးတော့စုံစည်းစေချင်နေကြတာပါ။ဒါပေမဲ့ Green Wall Hotel ကချက်ချင်းရှာဖွေခွင့်မပြုတာကြောင့်ဝမ်းနဲ့ဝက်ဖြစ်ရနေတာပြန်စုံစည်းခွင့်ရခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မန္တလေးရွှေအနေနဲ့လည်းဖြည့်မစင်နိုင်အောင်ငိုကြေးဝမ်းနဲ့နေကြရတာပါ။အခုချိန်မှာတော့မန္တလေးရွှေရဲ့ခင်ပွန်းသမီးနဲ့အင်ကူအမျိုးသမီးကိုတကြိုပြီးစီးခဲ့ပြီလို့လည်းသိရပါတယ်။ဒီလိုအဖြစ်အပျက်တွေကတကယ်တမ်းမှာတော့မန္တလေးရွှေမှာရင်ဖြစ်ပျက်ခဲ့တာမဟုတ်ပါဘူး။နေရာတချို့မှာလည်းငလလှုပ်ပြီးရက်သက်ပတ်ကျော်ကြာမြင့်တာတော့အချိန်နဲ့အကြောင်းတွေကြောင့်ချက်ချင်းကယ်ဆယ်ခွင့်မရခဲ့ပဲမသိတဲ့နာကိုသေဆုံးခဲ့ရတဲ့ဖြစ်ရပ်တွေများစွာရှိနေခဲ့ပါတယ်။လူတချို့ကဆိုရင်မန္တလေးရွှေရဲ့ခင်ပေါ်သမီးတွေနဲ့အင်ကူအမျိုးသမီးလိုမျိုးပြိုကျပိတ်မိချိန်မှလည်းမသေးဆုံးခဲ့တယ်လို့ရန်တော်ကြာထိလည်းအာတင်ပြီးတော့အသက်ရှင်နိုင်ခဲ့တာပါဒါပေမဲ့ကယ်ဆယ်ရေးတွေကိုချက်ချင်းမလုပ်နိုင်လို့အစာရေစာပြတ်လတ်ပြီးအောက်ဆီဂျင်မလုံလောက်ကသေဆုံးခဲ့ရတာဖြစ်ပါတယ်မန္တလေးရွှေရဲ့သမီး2ယောက်ကလည်းခန့်ငယ်ငယ်အရွယ်လေးတွေဖြစ်တယ်လို့ချစ်စရာကောင်းတဲ့သမီးလေးတွေဖြစ်တာကြောင့်သူတို့မိသားစုအကြောင်းကစုတ်တက်တက်နဲ့လူပြောများစရာဖြစ်နေကြရပါတယ်မန္တလေးရွှေနဲ့ထပ်တူဝမ်းနဲ့ကြေကွဲသူတွေလည်းအများကြီးရှိနေပြီးတော့အားပေးနေသိနေကြတာပါဒီတစ်ခါငလင်သဘာဝဘေးမှာခလင်းငယ်တွေသေဆုံးမှုများနေတာကြောင့်လူတိုင်းကမိဘတွေနဲ့ထပ်တူရှင်ခွဲမတက်ခန်းစားကြနေရတာပဲဖြစ်ပါတယ်အခုချိန်မှာတော့ကယ်ဆယ်ရေးလည်းပြီးစီးတော့ပြီးစီးသွားခဲ့ပေမဲ့ငလင်ဖြစ်ရကြီးကမြန်မာနိုင်ငံသားတွေရဲ့အိမ်မက်ဆိုကြီးဖြစ်ထင်ကျန်ရနေတာပါနောက်ဆက်တွဲငလင်ငယ်တွေလည်းစတိုက်လှုပ်ခတ်နေတာကြောင့်မန္တလေးစကိုင်းပါဝင်မြို့ကြီးတော်တော်များများမှာထိတ်လန့်မှုတွေနဲ့ရှင်ဆိုင်နေရဆဲပါဘယ်လိုပဲဖြစ်ဖြစ်မုံတိုင်းပြီးရင်လေပြေလဲပြန်လာတတ်တာမို့လို့အကောင်းဆုံးပြန်လဲထူထောင်နိုင်ဖို့ပဲမျှော်လင့်နေကြတာဖြစ်ပါတယ်
အခုတရှိနေကြတဲ့ပြည်သက်တို့အနေနဲ့ရောငလင်မေးကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့မိသားစုဝင်တွေနဲ့မနှင်းနှင်းရွှေတို့ပေါ်မှာအပိနေတဲ့စကားလေးတွေလည်းပြောပြခဲ့ကြပါအောင်နော်။